2026ကမ္ဘာ့ဖလားမှာရိုနယ်ဒိုရဲ့ပေါ်တူဂီအသင်းအောင်မြင်နိုင်မလားမင်္ဂလာပါမက်ဒရစ်မြန်မာကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာတော့ရိုနယ်ဒိုရဲ့ပေါ်တူဂီအသင်းဟာ2026ကမ္ဘာ့ဖလားမှာအောင်မြင်နိုင်မလားဆိုတဲ့မေးခွန်းပေါ်ကျွန်တော်တို့အတူတူဆွေးနွေးသုံးသပ်ကြည့်ရအောင်ပါပေါ်တူဂီလက်ရွေးစင်အသင်းဟာဥရောပမှာတော့အလွန်တောက်တင်းတဲ့စကွက်ကိုပိုင်ဆိုင်ထားပါတယ် FIFA ranking မှာနံပါတ်5နေရာမှာရပ်တည်နေပြီးတော့ကွင်းလယ်ရှင်းနောက်နေရာစုံကစားသမားကောင်းများစွာကိုပိုင်ဆိုင်ထားပါတယ်ပေါ်တူဂီအသင်းဟာ UEFA Nation League ကို2ကြိမ်ပိုဆွဲပို့ပြီးတော့အကြီးမားဆုံးအောင်မြင်မှုတစ်ခုကတော့2016ခုနှစ်မှာယူရိုဥရောပဖလားကိုရရှိခဲ့တာပါ။ရိုနယ်ဒိုရဲ့ပေါ်တူဂီအသင်းဟာကမ္ဘာ့ဖလားကိုတော့တစ်ကြိမ်တစ်ခါမှရယူဘူးခြင်းမရှိသေးပါဘူး။တစ်ဖက်မှာတော့လီယိုနယ်မက်ဆီဦးဆောင်တဲ့အာဂျင်တီးနားပါ။ကိုပါအမေရိကဖလားပါဝင်တောင်အမေရိကတိုက်ကဖလားပေါင်းများစွာကိုရယူထားပါတယ်။ပြီးခဲ့တဲ့2022ကာတာကမ္ဘာ့ဖလားမှာမက်ဆီရဲ့အာဂျင်တီးနားအသင်းဟာလောလောလတ်လတ်ချန်ပီယံဖြစ်ထားတာပါ42နှစ်ရှိပြီဖြစ်တဲ့ပေါ်တူဂီအသင်းရဲ့အသင်းကောင်းဆောင်ခရစ္စတီယာနိုရိုနယ်ဒိုဟာကမ္ဘာ့ဖလားကိုတစ်ချိန်တစ်ခါမှမရရှိခဲ့ဘူးပါဘူးဒါကြောင့်2026ကမ္ဘာ့ဖလားဟာသူ့ရဲ့နောက်ဆုံးမျှော်လင့်ချက်ကမ္ဘာ့ဖလားဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ရိုနယ်ဒိုဟာ professional ကစားသမားဘဝသွင်းကို1000နီးပါးသွင်းယူထားသလိုတဦးချင်းစုတစိမ့်တွေကလည်းမြောက်များစွာရှိတာသူပါသူ့လိုချင်ဆုံးဟာကမ္ဘာ့ဖလားတစ်ခုသာကျန်ပါတော့တယ်ရိုနယ်ဒိုဦးဆောင်လာမဲ့ပေါ်တူဂီရဲ့လူစင်းကိုကြည့်ရင်သူတို့မှာကမ္ဘာအကောင်းဆုံးလက်ပတ်ဖြစ်တဲ့နူနိုမတ်တက်ရှိပါတယ်လက်ရှိကမ္ဘာအကောင်းဆုံးကွင်းလယ်ရေးကပီတင်ညာရှိပါမယ်နောက်ထပ်ဂျာအိုနာဘတ်စ်နဲ့ဘရူနိုဖာနန်ဒက်တို့လည်းရှိပါမယ်ပေါ်တူဂီအသင်းဟာရိုနယ်ဒိုဦးဆောင်လာမဲ့တိုက်စစ်အပြင်တခြားနေရာစုံကစားသမားကောင်းများစွာကိုပိုင်ဆိုင်ထားပါတယ်ပြီးခဲ့တဲ့အိုင်ယာလန်ကိုရှုံးနိမ့်ခဲ့တဲ့ကမ္ဘာဖလားအုပ်စုပွဲစဉ်မှာရိုနယ်ဒိုဟာပြိုင်ဘက်ကစားသမားကိုကျူးလွန်ခဲ့တဲ့အတွက်ဓာတ်ရိုက်အနေနဲ့ထုတ်ပယ်ခံခဲ့ရပါတယ်နောက်ထပ်ပွဲစဉ်တွေမှာရိုနယ်ဒိုပွဲပယ်ပြစ်ဒဏ်ကြောင့်မပါဝင်ခဲ့ပါဘူးအဲ့ပွဲစဉ်တွေမှာပေါ်တူဂီဟာအာမေးနီးယားကို9-9တကိုးထိသွင်းယူခဲ့ပါတယ်ပထမပိုင်းတစ်ပိုင်းထဲမှာပဲ9-9ထိသွင်းယူခဲ့တာပါယူရိုကွာလီဖီကေးရှင်းမှာလည်းလူဇင်ဘတ်ကိုရိုနယ်ဒိုမပါဘဲနဲ့9-9ကိုမရှိနဲ့အနိုင်ရရှိခဲ့ပူပါတယ်ဒါကြောင့်ပဲရိုနယ်ဒိုမပါဝင်တဲ့ပွဲတွေဆိုအသင်းကပုံမပြီးကောင်းတာလားဆိုတဲ့မေးခွန်းတွေကြဲကြဲလောင်လောင်ထွက်ပေါ်လာခဲ့ပါတယ်ပေါ်တူဂီရဲ့စကွက်ကိုကြည့်ရင်ငွေရည်နုပြိုပြီးတော့စမတ်ကျတဲ့စူပါစတားတွေနေရာတိုင်းမှာရှိပါတယ်ကွင်းလယ်ကိုကြည့်ပါဘရူနိုဖာနန်ဒက်ဘီတင်ညာဂျာအိုနာဘတ်စ်ဘာရန်နိုဆေးဘာသူတို့ကလက်ရှိကမ္ဘာအကောင်းဆုံးမစ်ဖီးတွေထဲမှာပါဝင်ပါတယ်ဘရူနိုဖာနန်ဒက်ဆိုရင်ကွင်းလယ်မှာမွန်စတာပါ pressing shooting နဲ့ chance create လုပ်တဲ့နေရာမှာလန်ထွက်နေတာပါသူ့ရဲ့ one pass က one chance one goal ဖြစ်သွားနိုင်တဲ့အထိတိကျတဲ့သူပါဂျာအိုနာဘတ်နဲ့ဘီတင်ညာအတွဲဆိုရင်လည်းအရန်ကိုချိတ်ဆက်မိပြီးတိတ်ကောင်းတဲ့အတွဲဖက်ပါPSG ချန်ပီယံလိရခြင်းရဲ့အဓိကအကြောင်းရင်းတွေထဲကတစ်ခုဖြစ်ပါတယ်ဂိမ်းတန်ဖို့အတင်ချလုံနိုင်ပြီးတော့ကွင်းလယ်တစ်ခုလုံးကိုထိန်းချုပ်နိုင်ပါတယ်ပြီးရင်လက်ဝင်းကားကရာဖေးလီယိုကိုလည်းကျွန်တော်တို့မေးထားလို့မရပါဘူးဘော့စကီနဲ့စတာမီနာတိတ်ကောင်းပြီးတော့သွင်းဂိုးတွေလည်းမကြာခဏသွင်းတတ်ပါတယ်တိုက်စစ်မှာရိုနယ်ဒိုရာမို့စ်ဂျာအိုဖီလစ်စတဲ့ဘယ်ကစားသမားနဲ့မဆိုအတွဲညီညီခြေစွမ်းပြကစားနိုင်ပါတယ်ပေါ်တူဂီအသင်းရဲ့ခံစစ်ကိုဦးဆောင်လာမဲ့သူကတော့ဝါရင်နောက်ခံလူရူဘင်ဒီယက်စ်ဖြစ်ပါတယ်မန်စီးတီးအသင်းနဲ့တူစူဖလာပေါင်းများစွာကိုရယူထားပြီးတော့ပေါ်တူဂီအသင်းရဲ့အဓိကအခန်းကဏ္ဍကနေပါဝင်လာမှာပါနူနိုမန်ဒက်စ်ကန်ဆယ်လိုနူးနက်စ်ဘီကာစတဲ့ခန်းစစ်ကစားသမားတွေဟာသူ့ရဲ့ဦးဆောင်မှုအောက်မှာရှိနေမှာပါနီးပြရောဘတ်တိုမာတီနက်စ်ကတော့အခုလိုမျိုးပေါ်တူဂီအသင်းမှာတောက်တင်းလာတဲ့စကွက်ကိုသူတို့ရဲ့ဝါရင်တိုက်စစ်မှုခရစ္စတီယာနိုရိုနယ်ဒိုနဲ့ပေါင်းဆက်ပြီးအောင်မြင်မှုတွေရယူမယ်လို့ကြုံဝါထားပါတယ်ရိုနယ်ဒိုဟာလက်ရှိဘောလုံးလောကမှာပုံရိပ်ကြီးမားနေစေကစားသမားတအူပါသူဦးဆောင်တဲ့ပေါ်တူဂီအသင်းဟာသူ့ရဲ့လောင်ရိပ်မိပြီးတချို့ကစားသမားတွေခြေစွမ်းမပြနိုင်တာတွေရှိကောင်းရှိပါလိမ့်မယ်ဒါပေမဲ့ရိုနယ်ဒိုကိုပေါ်တူဂီရဲ့လူစင်းမှာဖယ်ထုတ်ပြီးပြစ်ပယ်ထားလို့တော့မရပါဘူးပြီးခဲ့တဲ့ Nation League ပွဲစဉ်တွေနဲ့ World Cup ပွဲစဉ်တွေမှာသူသွင်းထားခဲ့တဲ့ဂိုးတွေကိုဘေးဖယ်ထားလို့မရပါဘူးလက်ရှိပေါ်တူဂီမှာပိုင်ဆိုင်ထားတဲ့စူပါစတာမြောက်များစွာနဲ့ရိုနယ်ဒိုရဲ့အတွေ့အကြုံတို့ပေါင်းဆက်ပြီးနီးပြရောဘတ်တိုမာတီနက်စ်ကတော့တခုခုလှုပ်ပြနိုင်မယ်လို့ပေးသက်တွေကမျှော်လင့်နေကြပါတယ်